ပါခင်ဗျာရုပ်မြင်သံကြားရဲ့မရေနဲ့ဆိုတဲ့အစီအစဉ်ကိုစောင့်မျှော်ရှုစားကြတော့ပရိသတ်များနဲ့ခမ်းမအတွင်းမှာရောက်ရှိနေကြတော့ညီကိုမော်တော်များအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေစီးပွားဥစ္စာတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာဒီအစီအစဉ်လေးကတော့ပရိသတ်များသိပြီးတဲ့အတိုင်းထိုင်တာမောင်သီးရဲ့စိတ်ကူးကိုထိုင်တာကုသိုလ်မေတ္တာတို့ပုံဖော်ကြပါတယ်ရခင်ပတ်တွေကပြောခဲ့သလိုပဲတငယ်ချင်းကုသိုလ်ဟာကျွန်တော်တို့ထားခဲ့ပြီးစိတ်ချလက်ချဒီစီစီကြီးကိုထားခဲ့ပါတယ်အဲ့တော့ဒီစီစီကိုဆက်ဖို့အတွက်ကျွန်တော်ဒိုင်တာကိုရွေးတဲ့ခါမှာဒိုင်တာပညာလဲတင့်တယ်လို့ရရှိပြီးပြီတားကိုကျွန်တော်တို့အကောင့်ထဲပေါ်မယ်ဘယ်သူလဲလို့ပြီးတော့ကိုကုသိုလ်ရဲ့သားပုံညကုသိုလ်ဒိုင်တာဖြစ်နေပြီဒါကြောင့်မို့သူ့ဒီစီစီမှာပါဝင်ပေးပါလို့ကျွန်တော်တို့ဖိတ်ခေါ်ရင်းနဲ့အကြီးကင်းမဲ့ဆုံးလို့ကျွန်တော်တို့နာမည်လှလှပေးထားတဲ့မရီနဲ့ဆိုတဲ့အစီအစဉ်လေးကိုစပါမယ်ရခင်ဘတ်တွေကပြောထားသလိုမျိုးပဲပြောစရာကောင်းသောချစ်စရာကောင်းသောရည်စရာကောင်းသောစကားလုံးလေးတွေကိုပြောတော့ဆက်လူရှင်တော်တွေကပြောပါမယ်အဲ့လိုပြောတဲ့အခါမှာမရီပဲနေနိုင်ရင်ပထမ9မိနစ်မှာကြက်1000ဒုတိယ9မိနစ်မှာမရီပဲနေနိုင်ကြက်3000နှစ်ယောက်ပြောမယ်မရီပဲနေနိုင်ကြက်9000ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်ပါဝင်ကြမဲ့ညီကိုမောင်တို့များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကာရဝါလည်းပြုပါတယ်ဒီတစ်ပတ်မှာတော့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ပြောတော့ဆက်လူရှင်တော်စီပါဝင်တယ်လို့ပြောတော့ဆက်လူရှင်တော်မန္တလေးမြို့ကအကိုချစ်စရာပါဝင်မှာဖြစ်ပါတယ်ဒီတစ်ပတ်ပျော်ဖို့မရီနဲ့ဆိုတဲ့အစီအစဉ်လေးကိုစကြရအောင်လက်ခုပ်တန်လေးနဲ့စကြရအောင်ဗျာဘယ်သူများပါဝင်ဆင်နွှဲမယ်ဆိုတာချစ်တို့သမီးနာမည်လေးမိတ်ဆက်ပါသမီးဘယ်ရလာတယ်ဆိုတာပြောမယ်သမီးကျောင်းနေတယ်မနေအလုပ်လုပ်တယ်အခါပြောပြပေးပါသမီးနာမည်ဝိုင်းပုံချစ်ခေါ်ပါဝိုင်းပုံချစ်ဝိုင်းပြီးပုံပြီးချစ်ရမှာဟာကောင်းလိုက်တယ်နာမည်ဗျာကျောင်းမတက်တော့အလုပ်လုပ်တယ်ဟုတ်တယ်အလုပ်လုပ်ပြီးထားလိုက်ပါအလုပ်ကတော့မမေးတော့ပါဘူးနေရာကမာရွတ်မှာသမီးရီလာရီစရာပဲပြောရင်ရီလာရီဘယ်လိုဟာမျိုးကိုရီလဲရီစရာပြောရင်ရီစရာမပြောဘဲနဲ့ဘာဖြစ်နေကြဖြစ်ဆိုရင်ရောရီပေးမယ်ပေါ့ဘာလို့ကရီစရာပြောရင်ရီမယ်ပေါ့ရီစရာကိုဘယ်လိုပြောတာမျိုးကြိုက်ရီစရာပြောရင်ရီကြိုက်တယ်ရီစရာပြောရင်ကြိုက်မှာပေါ့ကရင်ဆိုတာကြားဘူးလားဟာကရင်ဆိုတာတစ်ခါမှမကြားဘူးလားကရင်ဆိုတာလေအစိမ်းရောင်လေးနဲ့လေကရင်ဆိုတာတောက်တာလေမတောက်ဘူးလားကော်ဖီလေးတောက်ဘူးလားတောက်ဘူးအခုကော်ဖီမစ်တယ်လေဘာလဲကွေကာအုတ်တို့ကော်ဖီမစ်တို့တောက်ဘူးလေအဲ့လိုဖြော်တဲ့ခါမှာဇုံးမရှိရင်ဘယ်လိုဖြော်လဲသမီးကျွတ်နေဖြော်အဲ့ဒီဟာလည်းပြန်ဖြော်နောက်ဆိုမဖြော်နဲ့အဲ့ဒီထဲမှာဓာတ်တွေပါတယ်အဲ့ဒီဓာတ်ကလူကိုဒုက္ခပေးတယ်အဲ့တော့ဒါ Facebook တွေမှာလည်းပါနေပြီအဲ့တော့ coffee ကွက်ထဲမှာဇုံးမရှိတဲ့အခါကျရင်ခွက်တစ်ခုငှားပြီးဒီလိုပဲခောက်ပြီးပြောအဲ့ဒီဟာနဲ့ဖြတ်ဖြော်လို့ရှိရင်လူတွေကိုကင်ဆာရောဂါဖြစ်စေတယ်နော်သမီးနော်ဒါဘုဒ္ဓတာလေးဖြစ်အောင်ပြောပြတာအဲ့တော့ဒါဘုဒ္ဓတာရည်စရာပြောမဲ့လူအောင်မြစ်တာမဟုတ်ဘူးဥချစ်စရာမန္တလေးကဥချစ်စရာသိလားသိသူရောပြောရင်ရည်စရာတွေပြောလားပြောရင်ဟုတ်ပြီကဲရည်စရာစမယ်အကိုကြီးကိုချစ်စရာကိုလေးစားစွာဖိတ်ခေါ်ပါတယ်သိရနော်သမီးကြောက်အားမပူနဲ့အသက်သာကြီးမယ်အရွယ်ကအတူတူပဲဟုတ်တယ်နော်သမီးရွယ်နဲ့အတူတူပဲဥမြင့်တာရွယ်တူလွတ်ပြီလားကဲမင်္ဂလာပွဲရည်စရာနှွှဲအောင်လက်ခုပ်တန်လေးနဲ့စမယ်သမီးနာမည်ဘယ်လိုခေါ်လဲဝိုင်းပုံချစ်ဝိုင်းပုံချစ်ဝမ်းမရှိဝိုင်းပုံချစ်ဟောမရှိဆိုလည်းရည်လိုက်တာပဲလားကဲဝမ်းမရှိနေတော့တယောက်ကြဆုံးသွားပြီတယောက်โอเคဟာလက်ကျိုးထောက်ရလာပါလက်ကျိုးထောက်သွားပါဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့စီစဉ်နဲ့လက်ကျိုးထောက်ဖို့လိုပါတယ်ရောက်လာပါဆိုယူတော့ပြောတော့ဘူးရည်စရာပြောမဲ့လူရှိပြီမရည်ပဲနဲ့နေနိုင်ဖို့စူးစမ်းမှာပေါ့ကျစားမှာကဲစူးစမ်းမယ်ပေါ့ကဲကျစား ဒီမှာလေးအားလုံးတွေလေညီကိုတွေလည်းအကုန်လုံးကြာလက်ညှိုးလေးအရင်ထောင်လိုက်ပြီးတော့မှလာနောက်တစ်ခါဆိုအဲ့လိုမလုပ်အောင်နော်လူစိုးကဲလက်ခုပ်ထိုင်ရစားတော့
လေးနာမည်လေးက စီသူကျော်ထေး စီသူကျော်ထေးဒီမျက်နှာနဲ့စီသူကျော်ထေးဘယ်သူမှမဲ့ပေးတာလား အကို အကိုရှိသေးတာပေါ့ ရှိတယ် ဘယ်သူတော့ ကိုတီ ဩဒါရမောင်လေးဟိုအနာဂတ်အတွက်မင်းသားစစ်တက်လက်ကိုလက်သက်မွေးလိုက်တဲ့သဘောပေါ့ ဟုတ်တယ် အာမငယ်နဲ့ကျိုးသားပါ ကျိုးစား ဘာလို့ဆိုတော့ ကျေးဇူးတင်ပါတယ်โอเคပါမင်းသားဆိုတော့လည်းဘုံဘုံပြင်းသွားတာဆက်လက်ပြီးတော့ပြန်ဝင်မဲ့လူလုံးလုံးလေးကြီးထောက်ပါသမီးရေဟုတ်ပြီဒီသမီးဦးစားပေးလိုက်ပါပြန်သမီးနော်ရွှေသွားနောက်တစ်ခါကျရင်သမီးပေါ့โอเคသမီးရှိတယ်ဒီဘက်တို့နော်ဒါသမီးရှိတို့မကြောက်နဲ့ဒါဥချစ်စရာသမီးသိရနော်သမီးနာမည်လေးမိတ်ဆက်ပေးဘယ်ရလာလဲဆိုတာပြောပေးအတန်းပညာပြောပြပေးဒါမှမဟုတ်အလုပ်ကိုင်ပြောပြပေး နာမည်ကချောစုပါမင်္ဂလာတောင်ညွန့်နေပါတယ် ကြောက်နေသေးလားမနေတော့အလုပ်လုပ်တယ် အလုပ်လုပ် အဲ့ဘာလုပ်လဲပြောပြပါ မနဲ့တူတူတွဲလုပ်တယ် ဟုတ်ပါပြီကဲအကိုကြီးကရည်စရာပြောမယ်ဒီမလေးကနားထောင်မယ်မရည်ဖို့စူးစမ်းမယ်မရည်မှ9မိနစ်မှကြာတော့နောက်တစ်ယောက်မရည်ဘူးကြာ3တော့နှစ်ယောက်ပေါင်းပြုတ်လို့မှကြာ9တော့ကဲလက်ခုပ်တန်လေးနဲ့ဝဲစလိုက်ရအောင် မင်္ဂလာပါသမီး မင်္ဂလာပါ အေးဟိုကြီးတယ်ဆိုတာမင်္ဂလာတစ်ပါးပဲနော်ဟာသဆိုတာဟိုဟာသသမားတွေကအကုသိုလ်ကင်းတယ်သူများကိုလောဘစိတ်ဒေါသစိတ်မောဟစိတ်တွေနဲ့မဆက်ဆံဘူးပျော်စေခြင်းနဲ့ရွှင်စေခြင်းနဲ့ဒီအပျော်လက်ဆောင်ကိုဟိုလက်မခံပဲလုံးလုံးစေပေါ့လေ ဟုတ်ကဲ့ ဟိုပြိုင်ပွဲသဘောမျိုးနဲ့ဟိုအတွေးထဲမှာပဲယူသွားပြီးတော့အိမ်ကျမှအားပါရင်လက်တာမင်္ဂလာပါပဲဟုတ်ကလားဟိုဒီနေရာမှာဒီလိုတက်လာတာကတော့ဂုံပြုတ်ပါတယ်ဘောင်းတော့တုံတောင်းမင်္ဂလေးတွေပဲဒီနေရာတက်လာရဲမလဲဟုတ်လားတက်ပြီးတော့ပြေးသက်စကားပြောဖို့ပြေးသက်ကြည့်ဖို့ဆိုတာလေတော်တော်ခက်တာလေ ဟုတ်ကဲ့ရှင် ဦးလေးကအငင်းကားတဲ့လူရှင်တော်ဆိုနေစုံရောက်တယ် ဟုတ်ကဲ့ ရွှေဘုံဘက်မှာသွားကတော့ကအဲ့ဒီရွှေဘုံမှာဟိုအလှအောင်ပွဲပေါ့ ဟုတ်ကဲ့ အလှအောင်ပွဲမှာတို့တွေပထမတညကပြီးနောက်ညကျတော့အလှတကားရဲ့သမီးလေးကဟိုသမီးတို့ရွယ်လောက်ကလေးပဲချောချောလှလှလေးညကြရဲ့နဲ့သမီးစတိတ်ရှိုးဆိုကြလို့တဲ့အလှတကားသမီးဆိုဆိုပါသမီးလို့ရတယ်လို့ဦးတို့ကခွင့်ပြုပါတယ်ဘာဆိုမှာတော့တသိမ့်သိမ့်သူ ဟုတ်ကဲ့ သမီးကြားဘူးတယ်နော် ကြားပါ အေးတသိမ့်သိမ့်သူဆိုမှာဆိုတော့ဟိုတယောက်ကလည်းတီဝိုင်းသမားတွေမဟုတ်ဘူး1000စီပေးသွားတာပေါ့လေကြောက်အောင်ပြီးလှူတာဆိုတော့ကုန်းကလည်းဒီလုံးလာတိုင်အောင်ဆိုတော့မတိုက်ဘူးရတယ်နဲ့သမီးကာရာအိုကေမှာစုံနေကြရတယ်ဆိုတော့စင်အတွေ့အကြုံပြောပြတာ ဟုတ်ကဲ့ အဲ့မှာညကြတော့စတေရှင်မှာကလေးမလေးရောက်လာတာဖိလိမ့်တာလေသမီးတို့ရွယ်လေးပဲအဲ့မှာသူ့အလဲလဲရောက်အခုဆိုမှာတော့အလူတကာရဲ့သမီးလေးပေါ့လေအမောတော့မချောစုဖြစ်ပါတယ်ဆိုပြီးတော့မှကြီးညာလိုက်ရောကားလိတ်ဆွဲတဲ့ကလေးတွေကမုံမုံ9000ရတာတော့ကားလိတ်ကိုရိုးရိုးအီနဲ့ဆွဲမှဒါလေးဒီလိုလေးဖြည်းဖြည်းချင်းမြင်ရမှာအားရပါရဝုန်းဆိုစောင့်ဆွဲတော့ပေးသက်ကဟာတို့ရကျောစုတော့ကလေးမလေးတုံကြည့်သွားတယ်မိုက်နဲ့ကြောက်ပြီးတော့ဘာစုံမှမသိဘူးဒီကြားမှာတီးဝဲရလဲတောပေးတယ်ရိုးရိုးမတော်ဘူးအမဒါဟာလားဒါလေးပဲတီးဝဲကမုံမိုး1000ရတော့ဖားတယ်ဒါဆိုတော့မှငကူကမှပေးသားအိုလို့ကြောက်နေတဲ့ကလေးလေးကပြာထွက်သွားတော့မှမေးရဒီလိုတိုင်မုံကြားတယ်ဟဲ့ဆိုလေးဆိုတော့ဟုတ်လားဆိုမှသူမျက်နှာစိမ့်ကြီးကသူ့ရဲ့ပြုံးနေပါတယ်လောက်ကလို့လားကိုယ်သက်မငင်းလားဟုတ်လားအဲ့ဒါလေးကိုအဲ့မှာကမလေးကလန့်ပြီးတော့ဘာဆိုလိုက်တယ်သူဥစ္စာတစ်စိမ့်ကြီးကအဲ့မှာပြေးသားတယ်ဟောဆိုကြီးတော့ကြောက်လာနေပြင်းဆိုတယ်ကိုဥစ္စာတစ်စိမ့်ကြီးကအာမေးရလေမဟုတ်ဘူးသူ့မျက်နှာတရားဆိုတယ်သူ့မျက်နှာကိုဥစ္စာတစ်စိမ့်ကြီးကနောက်ဆုံးအကုန်လုံးလေးနှခတ်တွန်းလာသူစင်းပြေလို့စင်းမပြေရင်သူများဥစ္စာလေးတစ်စိမ့်ကြည့်တော့မှာအဲ့ဒါလိုပဲလို့ဒီနေ့မှဒီလိုလာပြီးရှင်ပြိုင်နေဆိုတဲ့အတွေ့အကြုံနဲ့တတ်တိကိုတို့ကချီးကျူးရတာ ဟုတ်ကဲ့ ဟုတ်ကဲ့လားအခုဆိုလို့ရှိရင်ဒီ9မိနစ်အတွင်းမှာပေါ့လေစိတ်တွေကြတော့ဘယ်တွေထား
ဘဲမှမထောင်ဒီမှာပဲစုတာ ဟာတော်လိုက်လားဝိပဿနာသမားများလားစိတ်ကိုတနေရာထဲမှာစုထားနိုင်တယ်ဆိုတော့ဦးလေးလည်းဝိပဿနာကျင့်တာပါပဲဟိုဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်ဖြစ်တယ်ပြက်တယ်ပေါ့ဟိုအပြက်ဝိပဿနာဆိုတာအပြက်ကိုရှုရတာဟုတ်တယ်နော်ဟောအေးပြန်လည်းဦးလေးအန္တဝီဝိုင်းရစပြီးအပြက်ရှုတော့တာဟိုဘယ်ဘောင်းမသွားနေတာအပြက်များလားဝိဇ္ဇာတရားလမ်းမောဟာအပြက်များလားအပြက်ရှုပါများလုံးအကြည့်တော့ဟိုကားတွေကိုနွေးထွေးတာကိုမျက်နှာပေါ်ဘက်နဲ့နေတာအားလည်းမရဘူး မရဘူး ဟုတ်ပါပြီဝါသနာပါတဲ့လောက်အကြည့်တယ် ဘာမှမရှိသေးကျေးဇူးတင်ပါတယ်မင်္ဂလာပါကိုကဲအခုနားလိုက်ပါဦး ဟုတ်ကဲ့ နောက်တစ်ယောက်လောက်โอเคလာပါသမီးအလေလာသမီးနော်သမီးနာမည်လေးမိတ်ဆက်ပြီးဘယ်ရလာတဲ့စာပြောပြီး တမနာမည်စင်းကြီး ဒီလိုလေးတော့နော် စင်းကြီးခိုင်လိုင်းတိုင်းရုပ်ကလာတာ ဟမ်နာမည် စင်းကြီးခိုင် ဇင်ငိမ့်ဤခိုင် ဟုတ် နာမည်ကဇင်ငိမ့်ဤခိုင်ဘယ်ရလာတယ် လိုင်းတိုင်းရုပ်က လိုင်းတာယာရက်ကွက်ကလာတယ်ဒီเจ้าနေသေးလား မနေတော့ရှင် ဟောဘယ်နှစ်တန်းနဲ့ကြောင်းထွက်လိုက်လဲ ဆယ်တန်း 10တန်းနဲ့ကြောင်းထွက်လိုက်တယ်ဒီလိုလာတာအိမ်နဲ့စိတ်ဆိုးပြီးလာတာလားဒါမှမဟုတ်စိတ်ဝင်စားလို့လာတာလား စိတ်ဝင်စားလို့လား အိမ်နဲ့တော့စိတ်မဆိုးလောက်ဘူးမလား ဆိုပါဦး မျက်နှာခတ်တီတီဖြစ်နေအဲ့လိုမထွဲပါနဲ့ထုံးမျက်နှာလေးကိုကြည့်ပါဦးလေးတယောက်လို့နော်ဘာကြီးတယောက်လို့ကြည့်လိုက်ဟာနေငါလူချမ်းမယုံကြည်လို့တယ်ရောအဲ့လိုချမ်းမယုံကြည်တယ်တော့မလုပ်နဲ့ရီးလာလားငိုလားရီးလာအဲ့လိုရီးပါသမီးပြုံးပါမရီးတဲ့ဆိုရင်ဦးမြင့်တာနဲ့ပြောတဲ့အချိန်မှာဦးမြင့်တာပရဇာဖြစ်တော့သမီးရီးလို့ရတယ်ရီးအားပါရီး စိတ်မဝါမှာဆို ဟင် မတူရောက်သွားမှာဆို ဘယ်နဲ့ရောက်သွားပါသူ အော်မျက်နှာနဲ့ရီပြီးတော့သူနဲ့တွေ့ရကြရီမိပါ ဟာမသူနဲ့ချိန်ထားလို့လား ကောင်းဘူးလေ ဟုတ်လေဦးမြင့်တာနဲ့ဆိုသူနဲ့ဆိုတော့ဘယ်သူလဲသူ ဟိုလူရှင်တော်နဲ့ ဟောလူချင်းမလေးစိတ်အဲ့ဒါဘာမှမဖြစ်ပါဘူးသမီးကခတ်တည်နေတော့အဲ့လိုရလူကအဲ့လိုပြုံးနေမှလှတာသမီးရဲ့ဟိုမှာဗျာဟိုအရုပ်ကိုကြည့်လိုက်အဲ့ရုပ်ကရီထားတဲ့ရုပ်ရီရတာကဘာလဲဒီလိုလေးကာရတာလူတွေကစိတ်ချမ်းသာမှုလိုချင်ကြတယ်လူတိုင်းကစိတ်ချမ်းသာချင်ကြတယ်သမီးရောစိတ်မချမ်းသာချင်ဘူးလား စိတ်ချမ်းသာခြင်း အေးပေါ့စိတ်ချမ်းသာခြင်းပြုံပြုံးပြဒါနေဟဲအဲ့လိုလေးမှနေအောင်ဒါအခုကတော့ဒီပေါ်ရောက်တဲ့ခါကျတော့မရီမိအောင်နေတာပေါ့မြင့်တန်တွေ့ရီပါဆိုမှာပဲပြအရှိတက်လိုက်ရပြီနော်ကဲကိုစီစီကိုဖိတ်ခေါ်ပါရခင်ဗျာကျော်တော်ဆက်လူရှင်တော်စီစီလားမင်္ဂလာပါလား ကိုမင်္ဂလာ သူ့ကိုတမိတည်ရနော် ဟောသူနဲ့ချိန်လာပါတယ်ဆိုတော့ ချိန်ဒီဥပိ္ပဒါနဲ့ပြောလို့ရသေးတယ်ရဘယ်ဒီမှတမိရငါဆင်းသွားထီပြောပြီးအေးလို့ပါဟာငါဆင်းသွားတဲ့ထီတော့နေပြုံပြုံးလေးတွေမှာဘယ်ဒီမှလားခတ်တီနေပလိုက်တမိမရည်ဘူးဆိုရင်သူ့ကိုနိုင်ပြီပဲဟုတ်တယ်မလားကဲလက်ခုပ်တန်းလေးနဲ့ သမီးမင်္ဂလာပါ ဟုတ်ကဲ့ဦးမလား မိုက်ကလေးရက်ကမ်းပြောသမီးဘယ်နဲ့လဲ 19နဲ့ 19နဲ့19တက်ကိုပူပေါ့ဘူးကနန်းကြတာပဲသမီးလေးကခုနကသူ့ဆိုတာဘူးစောက်တို့ မမဆောင်ဘူး တို့ဟုတ်ပါတယ်ခုနကမိသားရှိမှတော့ပြောသွားလိုက်တယ်တို့ကြိုက်တော့ဒီထားမှန်တော့တပေတို့မေမေတို့ကယူဆိုမှယူလို့ရအောင်တို့ကပိုင်ဘူးဒီလားအဲ့တော့ရပါတယ်လေဟိုမကြီးတာကြီးတာအဓိကမဟုတ်ပါဒါပေမဲ့တချို့ကတမီးလို့ပြောပြမယ်မကြီးနဲ့တော့ဆိုတာကဒါအကိုကြီးဆရာဦးမြတ်တာပြောသွားလို့ပဲဒါအကြီးကင်းမဲ့တာတယ်ဆိုတာပြိုင်မွဲလို့သတ်မှတ်တာစိတ်သက်ဘာမှမတာစိတ်ကလေး short ချလိုက်ဒါပေမဲ့အကိုကြီးဟိုပါပေါ့အမှုပညာရှင်တယောက်တော့တွေ့ဘူးတယ်ပေါ့နော်ကိုတို့နေမှာသွားကတော့ဝိုင်းစုခိုင်နေပါတယ်အာဇာလီပါတယ်နော်အိမ်ချစ်ပါအိမ်ချစ်ကလည်းနည်းနည်းအသားမဲတယ်သူကတကူလို့ပါလဲဆိုတော့အသားဖြူစေးထိုးတာတော့နည်းနည်းဖြူတော့ချစ်ဖို့ကောင်းပါအဲ့ဒါကိုတို့လည်းသွားလဲကာလဲကောင်းအဲ့မှာကောင်မလေးတောက်လိုက်မိတ်ဆက်သူကစတက်လာတယ်ဒီလိုမျိုးလေးနဲ့ကိုစီစီနဲ့မိတ်ဆက်ချင်လို့ကောင်မလေးတယောက်ဆိုတော့ကောင်မလေးကသူ့မှာဟန်ချင်းလဲပါလက်စွပ်လဲပါတော့ဒီလိုမျိုးလေးအဲ့ဒါကိုရုပ်ဘယ်မှာချိန်လဲဆိုအေးတိုင်းလေးမှာချိန်တာအေးတိုင်းမှာဟာမကိုစီဆိုတာကျွန်တော်ပါပဲဆိုဟာချုံမလေးစကားပြောတယ်လို့ဆိုသူကကြည့်ဩဘာတော့မလဲပေါ့အကွာကျွန်တော်ကြွဲရိုင်းဘူးပါသူကကြွဲရိုင်းတော့ကြွဲရိုင်းတော့လဲဆိုအမားလို့ကျွန်တော်ဝီနာကတာအဆင်ပြေလားရီရလားဆို
ပြောစဉ်းစားတယ်ဒီကောင်မလေးစကားမပြောတတ်ဘူးလားကိုယ်စိတ်ထဲမှာနော်အားတယ်လို့ထင်တာအမလို့အမရှိမှကျွန်တော်ရောက်နေပြီလေအမတွေးကျင်တဲ့စစ်ရောက်နေပြီလေလို့အမချင်းလို့ကျွန်တော်လာလေလို့စကားလေးပြောပေါ်ဆိုမြင်နေရင်ကျင်တတ်တယ်တဲ့။အော်ဟေးပေါ့အဲ့ဒါကအမလည်းစကားပြောကြကျွန်တော်ပြန်တော့မယ်ကျွန်တော်လှုပ်ရှိတယ်ဆိုတော့သူဒီလိုပဲလုပ်ပြ။ရောက်ပါရမညွှန်းမနဲ့မညွှန်း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 မနှခမ်းကွင်းနေတော့အတန်လေးကွင်းထားညွှန်းမ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 အဲ့လိုဖြစ်မှာဆိုလို့ရည်ရရှိယူချလိုက်။မျက်စောင်းထိုးတာဘာဖြစ်လို့ညွှန်းမ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 ရရ။ဒီဘာလဲသမီးညွှန်းမ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 တော့ဒီလိုလေးခွဲလာတာဟာဗျာပြီးမှဒီအထိပြောပြီးတော့မှပတ်စံရှင်းခိုင်းမှညမညင်းမယ်ဆိုတာပို့ပြီးကဲတော့တယောက်တော့ဗျာဘယ်သူများပါဝင်ဆင်သက်ပေးပါမလဲဟုတ်ပြီဗျာကြောက်ပါခင်ဗျာလက်ခုပ်တီးပြီးအားပေးပေးပါနော်ခုချိန်မှာရည်လို့ရတယ်ဥပဒေနဲ့ပြောမယ်ဆိုမယ်သူလက်ရှိတယ်ဘာမှဘယ်မတီးမချင်းသမီးရရတယ်နာမည်လေးပြောပါဘယ်ရလာတယ်ဆိုတာပြောပါရှူရလွင်လှိုင်းသားလားဟာမြတ်တယ်မြင်တယ်ဘယ်နာမည်လေးပြောပါဘယ်မှာနေတယ်ပြောပါဆိုယူရလွင်နိုင်တာလားဟုတ်ရန်တွေ့လားဟာညင်းမယ်ညင်းလိုက်မယ်နိညာတော့မနှွေ့နဲ့တော့ငါ့ကိုလိုင်းตาရာကလာတယ်ဒီစီစဉ်လေးကိုသမီးကြည့်ဘူးတယ်ဟုတ်သဘောကျတယ်သဘောကျမက်ကလိုဖုန်းလေးနဲ့ပြောပါလားကိုအဆူတော်လေးတတ်မှတ်လိုက်ညင်တာလေးကဟိုအဆူတော်လေးနဲ့တူတယ်အဆူတော်မင်းသမီးဘယ်သူအဲ့ကောင်မလေးနဲ့တူတယ်တဲ့ခင်းတာတိတ်တယ်သမီးနော်မက်ကလိုဖုန်းလေးနဲ့ဖြေသူ့သိလားသိတယ်သိရှိဟုတ်ကြီးစရာပြောတယ်ဟုတ်ကဲ့အမျိုးသမီးလူတန်းစုရဲ့ကိုယ်စလဲသပင်းလေးတွေတဲလို့မိုးထားပြီးတာသပင်းလေးကိုတဲလို့မိုးထားပြီးမျက်လုံးမိုးပတ်မှာဆိုလို့ကြီးစရာစပြောမယ်မြည်တော့နေနေနော်သမီးလားလေဒီဘက်တို့သမီးလားလေးကိုကြည့်မယ်နော်ခုနကတော့တသိမ့်နေသူဆိုသွားသလိုမျိုးဆိုရမလားဘယ်လိုမျိုးလဲသူ့ဥစ္စာနေရှိရတော့ဟုတ်ပါရပြီနော်နေတယ်မီမျိုးချလိုက်ဂရုဆိုမျိုးချလိုက်ရတယ်အီးမပေါက်နဲ့ရတယ်တိုက်တယ်လို့ဘလို့ရပြီဘလို့ရပြီသမီးရပြီဆိုတဲ့ဟာဘလို့ရပြီလဲမကြီးပဲနေတယ်မကြီးပဲနေတော့ဤပြာရှိတာမကြီးပဲနေတော့မသိဘာလဲပြောပြကြီးနေဟိုဥပိတာတို့ကတယ်ပသိမ်ပွဲလေအဲ့လိုပဲဥပိတာပြောရနော်ပြိတဲ့ရည်သားရှိပါလွတ်လက်ရှိဆိုရှေ့တော်ပိတ်ကြည့်တာဟာအချိန်လုံးကြီးရှိတာအပေါ်ကဖင်သွားချိန်နေတာမနှောက်ဆွဲချလွတ်လက်ကြီးမကြီးတော့ဘူးဗျာအခုနေနေသွားပြီရပါโอเคရပြီသမီးဟုတ်ဘယ်မတည်ရကြီးလို့ရတယ်ရှိစက်ကြီးလည်းဆောင်းသွားပြီရပြီလားလက်ခုပ်တန်းလေးစမယ်ငိုင်းမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုကြီးနာမည်ကစစ်စီလို့ခေါ်တယ်ညီမနာမည်ကယူဝါလွင်ကိုကြီးတို့စကားပုံလေးရှေ့ရသွားရင်ကာကြီးပြီးခါဝေးလိုက်ပြီနော်လိုက်တယ်မလားဟုတ်ကာကြီးပြီးခါဝေးပြီးခါငယ်ပြီးခါကြီးမေ့နေတယ်လားပြောတော့မပြောစာမေ့တတိမှတ်ထားနော်တမပြီမှာအဲ့ဒီဂါကြီးဆိုတဲ့အခရာစပြီးတော့ပယ်ဖြတ်တာပဲမဟုတ်တော့ပါဘူးကြီးတမီးစမှာလည်းအဲ့လိုပဲကျေးဇူးတင်ပါတယ်တရားလား next ပါဝင်စင်နေပေးဖို့တရားလားဘယ်လိုပြည့်လာပါလက်ခုပ်တီးပြီးအားပေးပါလက်နဲ့လေးဆောင်းလိုက်ဆံပါခြေတော့ချိနေလားမသိပါဖြည်းဖြည်းချင်းရှောက်မနာမည်ပြောပြပေးငါနာမည်လည်းမလိုင်းသားလာပါတယ်သူကစားအပြိုင်ပွဲနော်ဒါပြိုင်ပွဲဆိုတော့စီပါတိတ်မစားနဲ့လာဒီကရှစ်တယ်သူဒီနန်းသူနော်ဒီနန်းသူအေးသူကျမပါမအေးလွင်ပါလိုင်းသားလာပါလေဘာနဲ့လာပါလဲကားနဲ့လာပါလေဘာကားစီးလာပါလဲတင်းနှစ်လေးအဲ့ဒါဘာနံပါတ်လဲ3နံပါတ်လေ3လုံးခဏမြဖြစ်တော့ဝါသနာမပါဘူးနော်ဆဲရမထိုးနဲ့မကောင်းဘူးနော်တိုင်းတစ်ပါးရတကယ်လာကို့မယူကိုမေးကြည့်တာရီးစရာပြောရင်ရီးတာရီးခောက်တီနေလို့ရမလား
ကျိုးသားမယ်အဲ့ခတ်တီကိုစိတ်ကိုဘယ်ကိုပို့ထားမလဲ ဘုရားသာယုံနေလိုက် ဖះသာယွတ်နေလိုက်မယ် ETP ဒေါ်လာတန်ဖို့တွေလား तू ကရွတ်ပြမှာနော် တန်မုံတွေပဲပိုင်းနေ ဟမ်မို့အဲ့ဖះသာယွတ်ပြီးတော့ तू ရွတ်ပြတဲ့ခါကျရင်တော့အော်ငါလိုပါပဲ तू ဖះသာယွတ်နေပါလားဆိုတဲ့ဟာကြီးတီးလိုက်နော်ရည်ပဲနေနိုင်နေပေါ့ ကျိုးစားမယ်စိတ်ထဲကယွတ်ဘာယွတ်မယ်စိတ်ကူးတာလဲဘာယွတ်မယ်စိတ်ကူးတာတန်ဖို့တွေယွတ်မှာလား ETP တော့ယွတ်မှာလားနမောတတာယွတ်မှာဘယ်ဟာယွတ်မှာ ကောင်းကူပါရော ဂုံတော်ကိုပါဆိုတာ အဲဆိုင်ဒီဆိုတာအဲဆိုင်ဒီ စိတ်ထဲကနေရွတ်နေပါနော် तू ကအဲ့ဒါအငိုက်ဖမ်းလိုက်မယ်နော်ဖះသာဆိုပြပါဆိုပြလိုက်ဟုတ်ပြီလားဟဲ့ရှေ့ဒီလိုလေးနေဟဲ့ဒီလိုလေးနေဒီမှာသူ့မျက်နှာလေးကြည့် အစီတခါလေးပြောခဲ့နှာခေါင်းမရှုံနဲ့ပါဇက်ပိတ်တာကြာ ဟုတ်ပြီနော်ရပြီနော်ရပြီနော် စိန်ခေါ် မက်ကလေးဖုန်းနဲ့ဖြေပေးရမှာနော်ကဲလက်ခုပ်တန်လေးစပါရ အိုင်မင်္ဂလာပါ ဟာ စဝါနေကပ်ထိုင်လို့နှုတ်ဆက်တာခပ်ပမမခတ်ကြမှာပါလေစဝါနေကပ်ခပ်ပမမခတ်ခွတ်ပိုင်ခတ်ခွန်ပိုင်မခတ်နဲ့လိုင်းနိုင်မနေတာပါဇက်ကပြောပါလား တိုင်တော်နေပါလေ let's five fresh သူပြတော့လေကိုပြတာပေါ့အမအတုတ်တွေပါလေရောက်ဘူးလား ကျောင်းနေ Jones နဲ့အမနာမည်ဟာ အေးလေ မအေးလွင်တော့နိုင်တာရောက်ရင်စားသွားကျွန်တော်ကြော်ညာပေးတာလူရှင်တော်ကကြော်ညာပေး FBC တခုကတိုးတက်တယ်မရတန်လဲတန်တယ်ဦးစားလေးကြည့်ထားလိုက်မနှောင်းနဲ့တပတ်ပဲဝတ်တာတပတ်မနာဘူး အေးလွင် သူကလည်းအန်ကျော်သမီးလားမသိတော့အေးလွင်ဝါမျိုးသားရှိလား ရှိတယ် ခေပြောပါမကျွန်တော်မလေးပါဘူးအမယောက်ျားဘာလို့ အော်ဒီမှာလား ဟမ်ဘာလို့လား အမဒီဖူးမှာ ဟမ်မလည်းမနေဘူးလား နေ သူကဘာအမသွားလို့อ่ะ ဘာလို့စရလို့ ကျေးဇူးတင်ပါတယ်အဖကျေးဇူးတင်ပါတယ်ကိုချစ်ကိုဖိတ်ခေါ်ပါတယ်အခုမင်္ဂလာပါ မင်္ဂလာပါ အခုဒီလေးမင်္ဂလာပါဗျ ဟုတ်ကဲ့ပါကို ဒီစီစဉ်လေးကမရေနဲ့လို့ပြောလို့မယ်ကျွန်တော်တို့အမှုပြည်သမားတွေတော်တော်လေးကြက်တဲ့ရှိရနော်ကို ဟုတ်တယ် ရည်စရာပြောတဲ့အခါမှာရည်စရာစကားလုံးလေးကိုနှိုက်သုံးတာကျွန်တော်ပြက်လုံးပြက်လို့လည်းမရဘူးကွာ ဟုတ်တယ် ပုံမြင်ပြောရတဲ့ပုံမြင်မှာသဘောကျတာမျိုးလည်းရှိအောင်ရှိသွားနိုင်တယ်ပေါ့ကွာ ကြုံလို့ပေါ့ အခုကျုံလိုလေးပြောရတာကျွန်တော်တို့မှာ flow တော့ဝါစာမပါတော့အတွေးခေါ်အယူဆလေးနဲ့ပြောကြရတာပေါ့ကွာ ဟုတ်ကဲ့ အတတ်နိုင်ဆုံးရှင်းလင်းအောင်တင်ပြပါတယ်ဒီစီစဉ်လေးကပရိသတ်တွေကိုတိတ်ချစ်စေချင်ပါတယ်တိတ်ပြီးတော့ဘုသူတရစေချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ချစ်တဲ့ပရိသတ်ကိုလာပြီးတော့ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ပြောတော့ဆက်လူရှင်တော်တွေကလည်းတကယ်ကိုညီကိုမောင်နှမမိသားစုပေါ်မှာဖြေပြောတင်ဆက်ပါတယ်ဒီတစ်ပတ်ရဲ့ဖြေပြောတင်ဆက်မှုမှာမန္တလေးအကိုချစ်စရာရန်ကုန်မြို့တရုတ်ဆောင်စစ်စီပါဝင်သလိုနောက်တစ်ပတ်မရေနဲ့ဆိုတဲ့အစီအစဉ်လေးကိုလည်းစောင့်မျှော်ရှုစားအားပေးတော်မူကြပါဦးခင်ဗျာ